တနင်္လာဗုဒ္ဓဟူးကြာတာပရိတောက်ကြာဒီနေ့နဲ့၄ခုက73ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်လုံးဝအင်မတန်လက်ခတ်ရမှာကောင်းမွန်နေပြီးတော့အဝင်နက်ခတ်လာပါသိတိနှစ်ဖက်မြင်ဆိုတဲ့အတိုင်းပဲလက်လာပါနဲ့ပတ်သက်လို့ရှိရင်ကောင်းမွန်နေတဲ့ကာလလေးဖြစ်ပါတယ်ဆိုတော့73ရက်နေ့ဗုဒ္ဓဟူးနေ့မှာကံအကောင်းဆုံးနေ့နဲ့ဖြစ်တဲ့ဒီတနင်္လာဗုဒ္ဓဟူးကြာတာပရိတောက်ကြာဒီနေ့နဲ့၄ခုအနေနဲ့ကငွေချင်းနဲ့ပတ်သက်တဲ့ရရရလုပ်မယ်ဆိုရင်အရန်ကိုအစွမ်းထက်တဲ့နေ့ရက်တစ်ခုဖြစ်တယ်လုပ်ငန်းဆောင်တာကိစ္စတွေနဲ့ပတ်သက်လို့ဆိုရင်အဆင်ပြေမယ်အောင်မြင်မယ်လုပ်ငန်းတွေတိုးတက်မယ်ငွေကြေးလက်လာပါနဲ့ပတ်သက်လို့လည်းအဆင်ပြေအောင်မြင်စေမဲ့နေ့ရက်လေးဖြစ်တာနဲ့အညီမိတ်ဆွေတို့ကရရလေးတစ်ခုကိုလည်းပြုတ်လို့ရပါတယ်ဒီရရကဒီ73ရက်နေ့ဗုဒ္ဓဟူးနေ့မှာပဲပြုတ်လို့ရမယ်ရရဒါအပြင်တနင်္လာဗုဒ္ဓဟူးကြာတာပရိတောက်ကြီးဒီနေ့နဲ့၄ခုမှာပဲပြုတ်လို့ရမယ်ရရဖြစ်ပါတယ်တနင်္လာတို့တောက်ကြီးတို့ဒီနေ့နဲ့တွေကိုနှိုင်းရှင်လိုက်မယ်ဆိုရင်ငွေကြေးကိစ္စမှာအရင်ခက်ခဲတာပါအကျွေးတွေများတယ်သို့မဟုတ်ကိုကပတ်စံချီးထားရလဲပြန်မရနေသေးဘူးငွေတွေကမြုပ်နေတယ်ဒီလိုခိုက်တဲ့နေအရင်များရတယ်ဗုဒ္ဓဟူးသားသမီးတို့ကြာလာပိသားသမီးတို့ကိုတွားကြည့်မယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့စိတ်ဆန္ဒထဲမှာလှုပ်ချင်ကြင်နေတဲ့စိတ်တွေအပြည့်အဝရှိတယ်စိတ်ကူးဆန္ဒတွေအကြီးမားကြီးတွေရှိတယ်ဒါပေမဲ့အဲ့ကိစ္စတွေကိုအကောင့်တွေပေါ်ဖို့အတွက်ကကြံ့ညာတရားလေးတွေခက်ခဲလေးတွေကြုံနေရတယ်ဒီလိုပြဿနာတွေနဲ့ဒါတနင်္လာဗုဒ္ဓဟူးကြာတာပရိတောက်ကြီးဒီနေ့နဲ့၄ခုကရင်ဆိုင်နေရတာဖြစ်ပါတယ်ဒီအတွက်ကြောင့်မိတ်ဆွေတို့ကဒီ73ရက်နေ့ဗုဒ္ဓဟူးနေ့ဆိုတဲ့ကာလမှာဒီရတရားကိုမဖြစ်မနေလုပ်ဖို့လိုပါတယ်ရတရားလေးလုပ်ဖို့ကတော့အရင်ကယူရှင်းပါတယ်ဖန်ကွာလေးတစ်ခွက်ထဲမှာစံလေးတစ်ဝက်လောက်ထည့်ပါပြီးရင်ပတ်စံလေး1000နန်းသို့မဟုတ်9000နန်းကိုအလင်းသိတဲ့ပတ်စံလေးကိုကြော့ပုံစံလေးခောက်ပြီးတော့မှအဲ့ဒီစံလေးမှာထိုးထားပေးရမှာဖြစ်ပါတယ်ကျွန်တော်ရတရားပြောရင်တော့နားလေလားဖန်ကွာလေးတစ်ခွက်စံလေးတစ်ဝက်လောက်ထည့်လိုက်မယ်ပြီးရင်အဲ့စံပေါ်ကနေပတ်စံ9000နဲ့1000နဲ့အစားရှိသဖြင့်ကိုယ့်ရဲ့ဝင်ငွေလေးနဲ့ရတဲ့ပတ်စံလေးကိုကြော့ပုံစံလေးခောက်ပြီးတော့မှထိုးထားပြီးတော့ကိုယ့်ရဲ့အိမ်ကဧကန်တနေရာသို့မဟုတ်ဖျားကန်တနေရာလေးမှာထားပြီးတော့လက်လာပါပွင့်လန်းပါစေဆိုတဲ့အကြောင်းငွေဝင်လက်ရွှင်ပါစေဆိုတဲ့အကြောင်းလက်ရှိငွေချင်းနဲ့ပတ်သက်လို့မြုပ်နေတဲ့ငွေတွေပြန်ဝင်ပါစေနော်ကို့မှာအကျဉ်းစီတွေရှိတယ်ဆိုတော့မြန်လေးအကောင့်တွေပေါ်ပြပါစီဒီလိုလေးတွေမိတ်ဆွေတို့ဆုတောင်းပေးရမှာဖြစ်ပါတယ်ဒါကတနင်္လာဗုဒ္ဓဟူးကြာတာပရိတောက်ကြီးဒီနေ့နဲ့၄ခုအတွက်ဒါမဖြစ်မနေလောက်ကိုလှုပ်တဲ့ရရလေးတစ်ခုဖြစ်ပါတယ်ခင်ဗျ